မှာပါကိုရေဟုတ်မင်္ဂလာပါခင်ဗျာကိုကိုလေးမိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကျွန်တော်နာမည်ကတော့ဟိန်းထောင်ဖြစ်ပါတယ်ကျွန်တော်ကတောင်တကူမှာနေပါတယ်တောင်တကူကနေပြီးတော့ဟုတ်ကုမ္ပဏီမှာအလုပ်လာလုပ်တာပါဟုတ်ကဲ့ပါဟုတ်မှာပေါ့နော်လောက်တော့လောက်ကြပြီခင်ဗျာကျွန်တော်ကတော့တစ်ပတ်ပဲရှိပါသေးတယ်ခင်ဗျာတစ်ပတ်အတွင်းမှာပေါ့နော်ဟိုဒီဟုတ်မှာလောက်ရတာအစင်ရောပြေရခင်ဗျာပြေးပါတယ်ခင်ဗျာဆရာမတွေကလည်းတင်တန်းနေတင်ကြားပေးပါတယ်ခင်ဗျာကျွန်တော်နေနေဟုတ်နေရေရှည်လက်တွဲသွားမှာပါခင်ဗျာအလုပ်ထဲမှာရောကိုမနာဟောင်းလေးနေပေါ့နော်အလုပ်လုပ်ရတာအဆင်ပြေရလားတို့တွေရောဟိုအကိုပေါ့လေစိတ်မရှိတာတော့အဲ့လိုမတင်ပေးတာတော့ကတော့ရှိလားဗျာမရှိပါဘူးခင်ဗျဝန်ထမ်းဟောင်းလေးတွေကသဘောကောင်းပါတယ်ခင်ဗျမတိတာမတက်တာရှိရင်လည်းသူတို့ပြောပြပါတယ်ခင်ဗျတင်ပေးပါတယ်ခင်ဗျအလုပ်ထဲမှာဝန်ထမ်းဟောင်းလေးတွေနဲ့လုပ်ရတာအဆင်ပြေပါတယ်ခင်ဗျရင်ကတော့ပေါ့နော်ဟိုဒီတန်ရှင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုပ်ဘူးရတယ်ရောရှိတာခင်ဗျအရင်ကတော့ကျွန်တော်တန်ရှင်းနဲ့ပတ်သက်ပြီးတော့မလုပ်ဘူးပါဘူးခင်ဗျမလုပ်ဘူးရဲ့ပေါ့ပေါ့နော်လုပ်ငန်းဝင်နေမှာပေါ့နော်တခုခုမှားသွားတာဆိုလို့ရှိရင်နော်ဟိုစူတာငေါက်တာတွေရောရှိတာမရှိပါဘူးခင်ဗျတင်ပေးပါတယ်ခင်ဗျရောမရတယ်ပေါ့နော်အခုနေနာခွဲခြားဆက်ဆံတာရောရှိတာခင်ဗျမရှိပါဘူးခင်ဗျဟုတ်ကုမ္ပဏီကတော့အားလုံးတန်းတူဆက်ဆံတာတွေ့ရပါတယ်ခင်ဗျဟုတ်ကုမ္ပဏီရောကိုဘာများပြောချင်တယ်လဲမသိဘူးခင်ဗျဟုတ်ကုမ္ပဏီကိုတော့ကျွန်တော်ပြောချင်တာရှိပါတယ်ဟုတ်ကုမ္ပဏီကလေဒီဝန်ထမ်းတွေရောဒီရှိတဲ့ဒီလူကြီးတွေရောပေါ့နော်အားလုံးကနည်းနည်းထွေးရှိပါတယ်ဟုတ်ကုမ္ပဏီမှာလောက်ရတာလဲကျွန်တော်ကြိုက်ပါတယ်အဲ့နိုင်ယူဖြစ်ပြီးတဲ့ကိုကျေးဇူးများတင်ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာအသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှင်ကြီးပါအလုံးလို့ရင်ဟုတ်ရှိရဲ့နော်